အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့ကိုရီးယားကိန်းဂဏန်းရွေးချက်ချင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုယူအောစုကိုရီးယားကိန်းဂဏန်းရွေးချင်းကိုယူအောစုကိုရီးယားကိန်းဂဏန်းရွေးချင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားကိန်းဂဏန်း1ကနေ100အထိရွေးတဲ့နည်းစနစ်ကိုသင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာ1ကိုဟာနာလို့လည်းခေါ်တယ်ဟန်လို့လည်းခေါ်တယ်နာမည်2မျိုးဖြစ်နေတယ်ဟာနာ1ဟန်1ဟုတ်ပြီနော်နောက်2ကိုဘယ်လိုခေါ်လဲဆိုရင်ဒူးနဲ့ဒူးနဲ့ဒီမှာလာသက်ပါတယ်ဒူးကလည်း2ပဲဒူးကလည်းပဲ2ပဲဒူနှစ်ဒူနှစ်ဟုတ်ပြီ3ကိုဘယ်လိုခေါ်မှာလဲ73ဒီမှာစသက်ပါတာလဲဆက်နော်စသက်ပါတဲ့ဆက်ကလည်း3ပဲဆယ်ကလည်းပဲ3ပဲဟုတ်ပြီနောက်ဒီမှာ4ကိုကြတော့ net 4နယ်4ဒီမှာစသက်ပါတာလည်းပဲ4ပဲစသက်မပါတာကလည်းပဲ4ပဲဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဒီမှာ1နဲ့3လေးက2မျိုးဖြစ်နေတယ်ဟာနာဒူဆယ်နဲ့ဆိုပြီးတော့ခါကြတော့1နဲ့3လေးရဲ့ဟန်ဒူဆယ်နဲ့ဆိုပြီးတော့1နဲ့3လေးရဲ့2မျိုးဖြစ်နေတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါဒီဘက်ကဟာနာဒူဆယ်နဲ့အသက်ပါတယ်ဒီဘက်က1နဲ့3လေးကိုနာမည်ရှိလို့သတ်မှတ်လိုက်မယ်ဒီဘက်ကဟန်ဒူဆယ်နဲ့ဆိုရယ်ဒီကနာမည်ဒီဘက်ကအသက်မပါတဲ့ကောင်တွေကိုနာမည်အတူလို့သတ်မှတ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုဒီ2မျိုး1 2 3လေးကိုအသုံးပြုတဲ့အခါမှာဘယ်လိုသုံးပါလဲဆိုရင်ဒီဘက်ကဟန်နာဒိုဆယ်နဲ့ဆိုရယ်ဒီအသက်ပါတဲ့ကောင်တွေကိုကြတော့ unit မပါတဲ့အခါမှာသုံးတယ်နော် unit မပါတဲ့အခါမှာသုံးတယ်ဒီဘက်က hand to sell နဲ့ဆိုရယ်ဒီဘက်ကနာမည်အတူကိုကြတော့နောက်က unit တွေနဲ့သုံးတဲ့အခါမှာသုံးတယ် unit တွေသုံးနဲ့တွဲပြီးတော့သုံးတဲ့အခါမှာ hand to sell ကိုသုံးတယ်ဥပမာဒီမှာ gal ဆိုတာကကြတော့ခုဆိုရယ်ဒီမှာ unit လေးရှိတယ်အဲ့ဒီကခဲကိုတစ်ခုနှစ်ခုသုံးခုလို့ပြောမယ်ဆိုလို့ရှိရင်ကြတော့သူကဒီမှာနာမည်အတူကိုသုံးရမယ် hand gal ဟုတ်ပြီနော် hand gal တစ်ခုနှစ်ခုဆိုရင်ဒူကဲသုံးခုဆိုလို့ရှိရင်ဆယ်ကဲလေးခုဆိုလို့ရှိရင်ကြတော့နေကဲဒီလိုမျိုး unit နဲ့တွဲသုံးရရင်တော့ဒီက hand to sell တွေကိုသုံးတယ်တိုင်ပင်ခေါ်တဲ့နောက်က unit မပါဘူး1 2 3 4 5 6 9 10 90အဲ့လိုမျိုးပဲရေးတွက်တဲ့ခါမှာသုံးရင်တော့ဒီမှာ hana do sell နဲ့ကိုသုံးမယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်တော့ဟာနာ1ဟန်1ဒူနှစ်ဒူနှစ်73နဲ့4နယ်4 1နဲ့3 4ဟုတ်ပြီနော်နောက်ဒီမှာဆိုလို့ရှိရင်နောက်ထပ်9ကနေ10အထိကိုကြည့်မယ်ဒီမှာဒါဆော့ဆိုတာကလည်းပဲ9ရောဆော့ဆိုတာ6 ilkop ဆိုတာကကြတော့ခွန်ရောဒေါ်ဆိုတာကြတော့8အာဟုတ်ဆိုတာကြတော့9ရောဆိုတာကကြတော့10 9ကနေ10ဒီကတော့နာမည်တစ်မျိုးလို့ရှိရဖြစ်တယ်သူကကြတော့တိုင်မင်ခေါ်တာပဲဖြစ်ဖြစ် unit ပါတာပဲဖြစ်ဖြစ်ဒါကိုပဲသုံးတယ်ဒါဆော့9ရောဆော့6 ilkop ခွန်ရောဒေါ်8အာဟုတ်9ရော10ဒီလိုမျိုးအသုံးပြုမယ်ဟုတ်ပြီ1ကနေ100အထိရေးတွက်ဖို့အတွက်ကကြတော့ဒီ1ကနေ10အထိရဖို့လိုတယ်ပြီးရင်ဒီဘက်ကခေါင်းစဉ်တွေဖြစ်တယ်ဒီမှာ10ခန်းခေါင်းစဉ်တွေဖြစ်တယ်20 30 40 50 60 80 80 90 100ရဲ့ခေါင်းစဉ်တွေရဖို့လိုတယ်ဟောဒီမှာစုမိုဆိုတာကကြတော့20ဒီစုမိုမှာဆိုလို့ရှိရင်လည်းပဲသူက20ကနာမည်2မျိုးဖြစ်နေတယ်စုမို20စုမိုဆိုတာကြတော့လည်း20အဲ့ဆိုသူတို့နှစ်ခုကိုအသုံးပြုတဲ့နည်းစနစ်ကကြတော့ဒီမှာလာသက်ပါတဲ့နာမည်အရှိစုမိုကကြတော့unit မပါတဲ့အခါမှာသုံးတယ်စုမိုကကြတော့ unit ပါတဲ့အခါမှာသုံးတယ်1 2 3 4လိုပဲเนาะဟုတ်ပြီအဲ့ဆို20ခုလို့ပြောမယ်ဆိုလို့ရှိရင်တော့စုမှုခဲပေါ့ဟုတ်ပြီနော်စုမှုခဲဆိုလို့ရှိရင်ကြတော့20ခုဒါ unit မပါတဲ့အခါမှာ unit ပါတဲ့အခါမှာသုံးတာမို့လားအဲ့ဆိုတော့စုမှုခဲဆိုတာကြတော့20ခုဟလာမှာစုမှုကကြတော့ unit မပါတဲ့အခါမှာသုံးမယ်ဒါကြောင့်20နဲ့ပတ်သက်ပြီးပြောပြတာဟုတ်ပြီနော်ဒီမှာ30ကနေပြီးတော့100အထိကတော့တစ်မျိုးတည်းပဲရှိတာဖြစ်တဲ့အတွက်စဉ်းစားစရာမလိုဘူး unit ပါတီဖြစ်စဉ်ဒါပဲသုံးပါဒီမှာဆောရွန်ဆိုတာကကြတော့30မာဟွန်ကကြတော့40ရွှီ50ယေဆွန်60ဟုတ်ပြီဒီမှာilhon ဆိုတာကြတော့80ယောရွန်ဆိုတာကြတော့80အာဟွန်90ဘက်ဆိုတာကကြတော့100ဒီခေါင်းစဉ်တွေရဖို့လိုတယ်တစ်ကနေ10ထိရမယ်ဒီကခေါင်းစဉ်တွေ10ခန်းခေါင်းစဉ်တွေရမယ်ဒါဆိုရင်တစ်ကနေတရားတွေရေးလို့ရမယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ရေးကြည့်မယ်17ကနေစရေးကြည့်အောင်ဒီမှာယောကကြတော့10 17ကိုရေးမယ်ဆိုလို့ရှိရင်ဒီမှာယောကကြတော့10နောက်ကနေပြီးတော့1ကိုကတ်လိုက်ရုံပဲဟာနာဆိုတာကကြတော့1ဟုတ်ပြီနော်ယောဟာနာဆိုတာကြတော့17ဒီမှာနောက်က unit တွေမပါတာဖြစ်တဲ့အတွက်ဟာနာဒူးစင်နဲ့နာမည်ရှိကိုသုံးမယ်နော်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြဒီမှာယောဟာနာဆိုတာကြတော့17စနစ်ဆိုလို့ရှိရင်ယောဒူစနစ်73ဆိုရင်တော့ယောဆက်73 14ဆိုရင်တော့ယောနဲ့14ဟုတ်လားယောရဲ့နောက်ကနေ1 2 3 4 5 6 9 10 9ကတ်ပါဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီမှာယောဒါဆော့ဆိုတာကြတော့15ယောရယောဆော့ဆိုတာကြတော့16ဒီမှာလာသက်ကအပြီးထဲမှာဝင်ထွက်မယ်ရယောဆော့ဖြစ်သွားမယ်ဟုတ်ပြီနော်ယောရယောဆော့ကြတော့16
စက္ကွန်ဆိုလို့ရှိရင်ကြတော့ yoriko ဆိုတာကြတော့စက္ကွန်ဒီလာတက်ကအာပြီးဝင်ထွက်မယ်နော် yoriko ဆိုတာကြတော့စက္ကွန်ဒီမှာ yoryodol ဆိုတာကြတော့18ဒီလာတက်ကအာပြီးနေရာမှာဝင်ထွက်တဲ့အခါမှာ ryo လို့အတန်ထွက်မယ် yoryodol ဆိုတာကြတော့18နောက်ဒီမှာ yora hope ဆိုတာကြတော့19လာတက်ကအာပြီးနေရာမှာဝင်ထွက်မယ် yora hope 19ဟုတ်ပြီအဲ့ဆိုတော့ဒီ yor ဆိုတဲ့30ရဲ့နောက်ကနေပြီးတော့ hana du se နဲ့ဒါဆို yoso ilkup yordo a hope ဆိုပြီးတော့ကတ်ရေးလိုက်တယ်19ထိဟုတ်ပြီ20ကိုရေးတဲ့အခါမှာဒီမှာသူကခေါင်းစဉ်ပြောင်းသွားပြီ sumul 20ဟုတ်ပြီနော်ဒီမှာ unit မပါတာဖြစ်တဲ့အတွက်သူက sumul ကိုသုံးမယ် sumul 20ဟုတ်ပြီအဲ့20ကိုရပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့21ကနေ29ထိရပြီအဲ့မှာ sumul 20ရဲ့နောက်ကနေပြီးတော့ဒီမှာ hana du se ne daso yoso ilkup yordo a hope ဆိုပြီးတော့ကတ်ရေးလိုက်အောင်မယ်ဟုတ်ပြီနော်အဲ့ဆိုတော့ခါကြတော့ဒီမှာ sumul hana sumul du sumul se sumul ne sumul daso sumul ryoso sumul rikop sumul ryodo sumul rahop နောက်ဒီမှာ30ကကြတော့ဒီမှာ sorun ဆိုတာကြတော့30ဟုတ်ပြီနော်ဒီ30ရဲ့ခေါင်းစဉ်ကိုရဖို့လိုတယ် sorun ဆိုတာကြတော့30အဲ့30ရပြီဆိုရင်နောက်ကနေတို့က39ထိရေးလို့ရသွားပြီအဲ့မှာ sorun ဆိုတာကြတော့30 sorun ရဲ့နောက်ကနေပြီးတော့ hana du se ne daso yoso ilkop yordo ဒီမှာ a hope ဆိုပြီးတော့ကတ်ရေးလိုက်အောင်မယ်ဟုတ်ပြီအဲ့ဆိုတော့ခါကြတော့ဒီမှာ sorun hana ဆိုတာကြတော့31 sorun du 30နဲ့ sorun se 33 sorun ne 34 sorun daso ဆိုတာကြတော့35 sorun nyoso ဒီမှာဆိုလို့ရှိရင်ဒီမှာနာတက်ကအာပြီးနေရာဝင်ထွက်တဲ့အခါမှာညောဖြစ်သွားမယ် sorun nyoso 36 30ခွန်ဆိုလို့ရှိရင်တော့ဒီမှာ sorun nilkop ဆိုတာကြတော့30ခွန်နောက်ဒီမှာ sorun nyodol ဆိုတာကြတော့38 sorun nahop ဆိုတာကြတော့39နောက်ဒီမှာ40ကကြတော့ mahon ဆိုလို့ရှိရင်ကြတော့40ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့သူက40ရပြီဆိုတာနဲ့နောက်ကနေပြီးတော့49ထိရေးလို့ရသွားပြီပေါ့နော်အဲ့ဆိုတော့ဒီမှာခေါင်းစဉ်တွေကိုတို့ကအကြောင်းရဖို့လိုအပ်တယ်လို့ပြောတာဒီမှာ40ကဒီမှာ mahon အဲ့ဒီက mahon 40ရဲ့နောက်ကနေပြီးတော့ hana du se နဲ့ဒါဆို yoso ilkop yordo a hope ကတ်ရေးလိုက်တာနဲ့သူက49ထိပြီးမယ်49ထိပြီးပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့ shin ဆိုတာကကြတော့50ဟုတ်ပြီနော်အဲ့ဆိုတော့50ရပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့ hana du se နဲ့ခုနလိုပဲတစ်ကနေ9ထိကတ်ရေးလိုက်မယ်အဲ့ဆိုတော့သူက59ထိပြီးပြီဆိုလို့ရှိရင်သူက60ဆိုရင်ရေစွန်းဆိုရင်60နောက်တစ်ခါရေစွန်းပြီးတော့ခါကျတော့1 2 3 4 5 6 9 10ကိုကတ်မယ်ရေစွန်းဟာနာရေစွန်းဒူရေစွန်းစေရေစွန်းနဲ့ရေစွန်းဒါဆောရေစွန်းညောဆောရေစွန်းနီလ်ကိုရေစွန်းညောဒိုရေစွန်းနာဟုနောက်ပြီးတော့ခါကျတော့ဒီမှာ il hon ဆိုတာခါကျတော့80ဒီလိုမျိုးကတ်ရေးရမှာပေါ့80ပြီးရင်80ရဲ့ကြတော့90ရဲ့နောက်ကနေရောကြတော့ ilhon ရဲ့နောက်ကနေပြီးတော့တစ်ကနေပြီးတော့9ထိကတ်ရေးမယ်ပြီးရင် yoron 80ဖြစ်မယ်80ရဲ့နောက်ကနေပြီးတော့တစ်ကနေ9ထိကတ်ရေးလိုက်မယ်ဒီမှာ ahon ဆိုလို့ရှိရင်90ထိဖြစ်သွားမှာပေါ့ဟုတ်ပြီနော်အဲဆို90ထိဖြစ်သွားပြီဆိုလို့ရှိရင်နောက်ကနေပြီးတော့ဒါ90ရဲ့နောက်ကနေပြီးတော့တစ်ကနေ9ထိကတ်ရေးလို့ရမယ်ဟုတ်ပြီ90ကျော်ရေးပေးထားသေးတဲ့ထက်နဲ့ကြည့်လိုက်အောင်ဟုတ်ပြီနော်အဲဆိုတော့ကကြတော့ဒီမှာ ahon ဆိုတာကကြတော့90 ahon hana 91 ahon dul 90နဲ့ ahon se 93 ahon ne 94 ahon daso 95 ahon nyoso 96 ahon nilkop 99 ahon nyoldo 98 ahon nahop 99ဘဲဆိုတာကကြတော့100ဒီလိုပုံစံမျိုးရေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုရီးယားကိန်းကနန်း1ကနေ100အထိကိုရေးတတ်မယ်လို့ထင်ပါတယ်ဟုတ်ပြီအဲဆိုတော့အားလုံးပဲအဆင်ပြေကြပါစေတစ်ကနေ100ထိရေးတတ်ဖို့အတွက်ကဘာတွေလိုအပ်တာလဲဆိုရင်တစ်ကနေ30ထိရဖို့လိုအပ်ပါတယ်ဟုတ်ပြီနော်ဒီမှာhana hantil dul du ne se do ne ne li da so nga yo so cha ilkop kon yol do shi a hope ko yol 30ဒီဟာရဖို့လိုအပ်တယ်ပြီးပြီဆိုလို့ရှိရင်သူကဒီမှာစေကနန်းကောင်းစဉ်တွေရမယ်စုမို20ဆောရွန်30မာဟွန်40ရှင်50ရေစန်60 ilhon 90 yoron 60 ahon 90ဘက်100ဒါတွေရဖို့ဒီခေါင်းစဉ်တွေရပြီဆိုလို့ရှိရင်တစ်ကနေ100ထိရေးတတ်ဖို့အတွက်လွယ်ပါတယ်ဟုတ်ပြီအဲဆိုလို့ရှိရင်တော့အားလုံးပဲစင်ပြေကြပါစေတစ်ကနေ100ထိရေးတတ်တဲ့နေ့စနစ်လေးကိုနားလည်ကြပါစေအားလုံးစင်ပြေကြပါစေရှင်